ဒီကိစ္စတွေဖြစ်တော့ရှေးတုန်းကတစ်ပင်စိုက်ခဲ့ကြတယ်ဘိုးဘေးဘီပင်တွေရဲ့ထပ်တန်တဲ့အားထုတ်မှုကိုတတိယမိလက်ဆင့်ကမ်းတဲ့ယဉ်ကျေးမှုဆိုလဲမမှားပါဘူးရှေးရလူတွေဟာသူတို့စိုက်ခဲ့တဲ့တစ်ပင်တွေရဲ့လူအဖွဲ့အစည်းပေါ်ကျေးဇူးတရားကြီးပုံပီတိဖြစ်ကြသူဖြစ်ပါတယ်သူတို့အပြုမူကလူသားနဲ့တဘာဝတို့ကကျေးဇူးတရားအပြန်အလှန်ရှိကြပုံပြသသွားတဲ့အမူအကျင့်တွေဖြစ်ပါတယ်ရှေးလူတွေဟာနောက်တွေအပေါ်မှာပဲတယောက်ပေါ်တယောက်ကြွယ်ရလို့ရှိတာပါဒီလိုအကြွယ်မျိုးဟာကြွယ်လို့မခံကျင်မဲနဲ့နောက်တစ်ယောက်ကအပင်တွေထပ်ဆိုင်ပြီးတော့နောက်လူထပ်ကြွယ်ရင်တော့မှကဘာကြိုအတွက်အကျိုးကျေးဇူးဖြစ်ထွန်းတဲ့ကြွယ်ရင်းမျိုးပါမောင်ရင်တို့ခေတ်မှာရောငါတို့စိုက်ခဲ့တဲ့အပင်ကဘယ်လောက်ကြီးပြီးဘာတွေဖြစ်နေပြီးစသဖြင့်စမြုပ်ပြန်ပြီးကြွယ်နိုင်တဲ့လူတွေဘယ်လောက်ထွန်းကားနေပြီလဲအခုခေတ်ဆိုလို့ရှိရင်တစ်ပင်တမင်ရဲ့အသေးစိတ်သုံးဝင်ပုံကအစတွက်ချက်ပြနေကြပါပြီဥပမာမိုးရွာတဲ့အခါတစ်ပင်ရှိရင်မြေကြီးကိုဓာတ်ရိုက်မကျဘူးရွက်အခက်ပင်စသဖြင့်အဆင့်ဆင့်ဆင်းပြီးတော့သွားတဲ့အခါရေတွေအများကြီးရေကြီးပေါ်မှာရုပ်တရက်စုပေါ်ကလည်းကြားတယ်ဆိုတာမျိုးပေါ့တကယ်ဆိုရင်3နှစ်ရှိတဲ့ရိပ်ရပင်တပင်ကို3နှစ်တစ်ကြိမ်စိုက်လိုက်လို့ရှိရင်တော့မောင်ရင်တို့အသက်နဲ့ဆိုရင်အပင်တော်တော်များများကြီးနေတော့ပါပြီအားတက်စကားပြောရရင်ခုနေခါလဲနောက်မကျသေးပါဘူး